ဒီလို 3D ပုံပါတဲ့ website တခုကိုဘယ်လိုလုပ်မလဲသိချင်လို့ရှိရင်အဆုံးထိကြည့်ပေးပါကျွန်တော်အရင်တော့ website တွေပိုင်းမလုပ်ဘူးပေါ့နော်အခုက AI နဲ့လုပ်ထားတာဖြစ်ပါတယ်ပထမဆုံး browser မှာဒီ Pinterest software website ထဲဝင်လိုက်ပါတော့ဒီမှာပုံတွေရှိတယ်ကိုကြိုက်တဲ့ product ကိုရှာလို့ရတယ်ကျွန်တော်ကားပုံလေးရှာလိုက်မယ် mattress ဆိုမှရိုက်ရှာလိုက်မယ်ဒီစီကအင်ကြီးပဲဖြစ်ဖြစ်ဖက်နက်ပဲဖြစ်ဖြစ်ဒီမှာရှာလို့ရတယ်ဒီ Pinterest ပေါ့နော် PINTEREST ဒီ website တွေကိုလာရှာမှာကိုကြိုက်တဲ့ပုံစံနဲ့လာရှာကျွန်တော်ကတော့ကားပုံစံရှာမယ်ကိုလုံးမဲ့ကိုကဖက်နက်နဲ့ပတ်သက်ပြီးလုံးမှာဆိုဖက်နက်ပုံလေးရှာပါကျွန်တော်ကားသဘောကျလို့ကားပုံစံရှာမယ်ဒီပုံလေးကြိုက်တယ် download ဆွဲလိုက်မယ်ကိုကြိုက်တဲ့ပုံတွေ့ပြီဆို download ဆွဲပါနော်ပြီးရင်ကျွန်တော်တို့Google Flow ကိုသွားမယ်ပေါ့နော် Google Flow AI ကိုသွားမယ်ဒီ Google Flow ကိုသုံးမယ်ဆိုရင် VPN ဝယ်ပေါ့နော် VPN ဖက်ထားမယ်ဒီမှာ account မှာ sign in ဝင်ပါမယ်ဒီကျွန်တော် account ကတော့နော် Pro ဝယ်ထားဆိုတော့ဒီလို credit နည်းနည်းများတယ်မိတ်ဆွေတို့က Google account ရှိလို့ရှိရင်တနည်းကို credit 50ရတယ်ပေါ့နော်ပတ်စံဝယ်30မလို့ပါဘူးကျွန်တော်ကဝယ်ထားတာဖြစ်တယ်မိတ်ဆွေတို့ဝယ်မထားဘူးဆိုလည်းကိစ္စမရှိပါဘူးဒီ account တစ်ခုကိုနေ့စဉ်ပေါ့နော် Google 50 credit ပေးပါတယ်ပထမဆုံးပုံလေးကိုအပေါင်းကနေမှ upload media ဆိုပြီးနှိပ်ရပါအဲ့ဒီနေရာမှာဓာတ်ပုံထည့်လိုက်ပါကိုယ့်ရဲ့ဓာတ်ပုံကို upload တင်လိုက်ပါနော်ပြီးရင်ဒီကားပုံသဏ္ဍာန် reference ထည့်ပြီးကမှကျွန်တော်တို့ကနောက်ထပ်ပုံဖန်တီးခိုင်းမှာပေါ့နော်ကျွန်တော်ရေးထားတဲ့အတိုင်းစာလေးကိုလိုက်ရေးလိုက်ပါGoogle Flow ကနေကျွန်တော်ပုံထုတ်မှာပေါ့နော်ဒီကားကို reference ယူပြီးကမှပုံထုတ်လိုက်မယ်ကျွန်တော်ကဒီဘေးဘက်အမြင်လို့ရမြင်အောင်အပိုးရှင်းလင်းအောင်ပေါ့ဗျာခုန Pinterest က software ရယူထားတဲ့ Pinterest website ကယူထားတဲ့ဒီပုံပေါ့နော် Google Flow မှာပြင်လိုက်မယ်ပြင်ပြီးကမှကျွန်တော် download ဆွဲလိုက်ပါdownload ဆွဲလိုက်မယ် download ဆွဲပြီးရင်ကျွန်တော်တို့ဒီပုံကိုပဲ pro add pro နေရာမှာထည့်လိုက်မယ်ဒီနေရာမှာပဲထည့်လိုက်မယ်ပေါ့နော်ဒီ video ဒီဓာတ်ပုံကိုကျွန်တော် video ဖန်တီးမှာလဲနေတဲ့ပုံစံဖြစ်မှာ 3D ပုံစံနဲ့ဖြစ်အောင်ကျွန်တော်တို့ Google Flow ကနေ video ထုတ်ခိုင်းလိုက်မှာပေါ့ဗျာကျွန်တော်ရိုက်ထားတဲ့အတိုင်းပဲစာလေးကိုရိုက်လိုက်ပါမိတ်ဆွေတို့ကဘယ်ဓာတ်ပုံကိုလုပ်ချင်တဲ့ website ပေါ့နော်အဝတ်စားနဲ့ပတ်သက်လို့ရှင်လည်းအဝတ်စားဖက်နက်နဲ့ပတ်သက်ဆိုဖက်နက်ပုံစံထုတ်ပြီးကမှဗီဒီယိုထုတ်လိုက်ပါဗီဒီယိုဒီမှာ16 ratio 9 60 ratio 9ဖြစ်ရမယ်နော်ခဏစောင့်မယ်ခဏဆောင်ပေးပါဗီဒီယိုထုတ်နေပေါ့နော် Google Flow ကဗီဒီယိုလေးရပါပြီအရင်ဆုံးဒီဗီဒီယိုလေးဖွင့်ကြည့်မယ်ပေါ့နော်တကယ်အဆင်ပြေမပြေကြည့်လိုက်မယ်ဒီဗီဒီယိုဖိုင်ကိုကျွန်တော်ကdownload လုပ်မှာဟုတ်ပြီလာရဗျာကားပုံစံလေးမိုက်တယ်ကျွန်တော်တို့ဒီကောင် download ဆွဲလိုက်ပါဒီမှာ download နေရမှာ download ဆွဲမယ်ဒီကနေလည်း download ဆွဲလို့ရရပါတော့ခု920နဲ့ပဲ download ဆွဲလိုက်မယ်ပြီးရင်ကျွန်တော်တို့Clarinary ဆိုတဲ့ website ကိုသွားမယ်ပေါ့နော်CLOUDIN က Clarinary website ကိုသွားမယ်ဒီ website ထဲဝင်လိုက်ပါဒီနေရာမှာ account sign up လုပ်ပါ account မရှိသေးဘူးဆိုရင်ကျွန်တော်တို့ Google account နဲ့ဝင်ရမယ်ပေါ့နော် Google account ကိုမိတ်ဆွေတို့ Google account ဒီမှာ sign up လုပ်ပါ
ပြီးရင်ကျွန်တော်ဗီဒီယိုနေရာမှာနှိပ်မယ်ဒီ website တွေဝင်လိုက်ရင်ဒီလိုပေါ်လာပါတော့ကျွန်တော်နှိပ်တဲ့အတိုင်းလေးလိုက်နှိပ်ကြည့်လိုက်ပါ personal အဲ့မှာဒီတော့ဓာတ်ပုံသူထည့်ခိုင်းနေကျွန်တော်တို့ဓာတ်ပုံထည့်မှာမဟုတ်ဘူးစောစောကကျွန်တော်တို့ download ထည့်တာ Google Flow က download ဆွထားတဲ့ဟာဗီဒီယိုဒီထက်မှာအဲ့လိုလုပ်မှာကျွန်တော်ဒါကိုကြော်လိုက်မယ်ကျွန်တော်နှိပ်တဲ့အတိုင်း finish on body ဆိုနှိပ်လိုက်မယ်ပြီးရင်ဒီထက်ကိုရောက်သွားပြီဗီဒီယိုတွေကိုရောက်သွားပြီပေါ့နော်ဗီဒီယိုတွေကိုရောက်မှာကျွန်တော်တို့ကစောစောက download ဆွဲခဲ့တဲ့ဗီဒီယိုဒီ ordinary website မှာလာပြီးမှအဲ့လိုလုပ်မှာဖြစ်ပါတယ်ကျွန်တော်တို့ဗီဒီယို file လေးကိုအဲ့လိုလုပ်မယ်ဒီမှာအဲ့လိုဗီဒီယိုဆိုတဲ့နေရာမှာပေါ့နော်အဲ့လိုဗီဒီယိုဆိုတဲ့နေရာမှာခဏဆောင်ပေးပါဗီဒီယို file လေးကိုအဲ့လိုလုပ်နေရဖြစ်တဲ့အတွက်ခဏဆောင်ပေးပါခဏနေသူ့ဟာသူပေါ်လာမှာပေါ့နော်ခဏဆောင်ပေးရမယ်ကျွန်တော်တို့ကဒီဗီဒီယို file ထဲမှာကြည့်ရမှာ asset နေရာမှာနှိပ်ရမှာ asset ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ဗီဒီယို file ရောက်သွားပြီဒီကနေမှကျွန်တော်တို့copy URL ဆိုတဲ့ထည့်ကိုသွားမယ် asset နေရာ copy URL ဒီ URL လေးကိုယူရမှာပေါ့နော် copy link ယူရမယ်ဒီ video file ကိုကျွန်တော်တို့က cloud ထဲမှာထည့်ပြီးမှဒီ video file link ယူမှာပေါ့နော်ပြီးရင်ကျွန်တော်တို့ Google AI Studio သွားပါမယ် Google AI Studio ကကျွန်တော်တို့မြန်မာပြည်မှာမရပါဘူး VPN ဖွင့်ရပါတယ် VPN လို့ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ video URL တွေရောစာရောကျွန်တော်ကအစင်းနဲ့ရိုက်ထားမှာ copy paste လုပ်လိုက်ပါဒီကျွန်တော်ရိုက်ထားတဲ့အတိုင်းစာတွေရိုက်လိုက်ပါတော့ကျွန်တော်ကဒီကားမဟုတ်ဘူးတခြားနာမည်ဆိုရင်အမှshoe ဖနက် website ပေါ့နော်အဲ့လိုလေးရေးပေါ့နည်းနည်းတော့ modify လုပ်ပြီးရေးလိုက်ပါကျန်တဲ့စာတွေကဒီကျွန်တော်ရိုက်ထားတဲ့အတိုင်းပဲရိုက်ပါဒီနေရာအခုပြထားတဲ့နေရာစောစောက video file ordinary မှာထည့်ထားတဲ့ video file link မှာပေါ့နော် link ပါမယ် link ရောစာရောကျွန်တော်တစ်ခါရိုက်ထားတာပါဒါကကျွန်တော်ကား website တစ်ခုကနေနမူနာအနေနဲ့ကြည့်ထားတာဒီ website link အတိုင်းပေါ့နော်အခုဒီ website က link ဒီ website လိပ်စာအတိုင်းကျွန်တော်တို့ကGoogle AI Studio မှာ new add နေရာမှာကျွန်တော်ထည့်လိုက်ပဲပြီးရင်ကျွန်တော်တို့ဒီမှာ run လိုက်ပါနော်ကျွန်တော်ရိုက်တဲ့စာရေးတိုင်းရိုက်ကိုကကားဆိုကားမဟုတ်ဘူးတခြားsuper net တို့ပါတော့ဗောဗျာဒါမျိုးကိုလည်းလေအောင်လုပ်လို့ရတယ်စာပါမယ်ပြီးတော့ video file link ပါမယ်ပြီးရင်ဒီ Google AI Studio run enter ခေါက်လိုက်ပါ enter ခေါက်လိုက်သူက website ဖန်တီးနေပေါ့နော်ခဏတော့စောင့်ပြရတယ်ဗျ Google AI Studio ကဒီမှာကျွန်တော် website ပုံစံနေဖန်တီးနေပေါ့နော် design web design ပိုင်းနေဖန်တီးနေရအရင်ဆုံးဒီမှာသူက code တွေရေးနေမှာနော်သူကသူအလိုလဲရေးနေကျွန်တော်ကဒီသူ့ wine load လုပ်နေတော့ခဏတော့စောင့်ပြရတယ်ရပြီ okay နောက်ကကျွန်တော်ထည့်ထားတဲ့ video file ကားကြီးမှာလဲနေပြီဗျာမိုက်တယ် website ပုံစံကြာလာပြီကျွန်တော်တို့လုပ်ချင်တဲ့ website ပုံစံပေါ့နော်ဒီကောင်နေတဲ့တော့ကျွန်တော်ဝင်လို့မရသေးဘူးပေါ့နော်လောလောဆယ်ဒါ design ပိုင်းအဆင့်ပဲရှိပါသေးတယ်ဝင်ကြည့်လို့မရသေးဘူးပေါ့ design ပိုင်းအဆင့်ကိုဆွဲတာပဲဖြစ်ပါတယ်ဒီမှာသူကျွန်တော်ဖုန်းနဲ့ကြည့်ရင်ဒီလိုပေါ်မဲ့ပုံစံပေါ့နော် mobile view ပါဗျာဖုန်းနဲ့ကြည့်ရင်ဒီလိုပုံစံပေါ်မှာဖုန်းနဲ့ကြည့်ရင်ဒီ website ကဒီလိုပေါ်မှာကျွန်တော်တို့ထုတ်ထားတာဒါ tablet နဲ့ကြည့်ရင်ဒီပုံစံလေးပေါ်မှာပေါ့ကျွန်တော်တို့ဒီ Google AI ကထုတ်ပေးတဲ့ website design လေးပေါ့နော်ကျွန်တော်ထည့်ထားတဲ့ video file လေးကိုနောက်ခံ background ဒီမှာလှတယ်နော်ပြီးရင်ကျွန်တော် code ထဲကိုသွားလိုက်ပါcode ကနေကျွန်တော် code တွေကို export လုပ်မယ် export zip file အနေနဲ့ download ဆွဲလိုက်ပါ export တွေက zip file အနေနဲ့ download ဆွဲလိုက်ပါ code ထဲကိုဝင်ရမှာပေါ့နော်
ပြီးရင်ဒီ website ထဲကိုသွားမှာနော် Netflix app ထဲကိုသွားမှာဒီ website ထဲကိုဝင်လိုက်ပါproject ထဲကိုဝင်မှာပေါ့နော်ဒီကောင်ကလည်း account မရှိသေးဘူးဆိုရင် sign in လုပ်ရတယ်ကျွန်တော်ကလည်းကြော်လိုက်ပြီ project ထဲကိုသွားပါ project ထဲကိုသွားကျွန်တော်တို့ဒီလိုကျွန်တော်လုပ်တဲ့အတိုင်းဆွဲထည့်ရမှာပေါ့နော်သူကရိုးရိုးတန်းတန်းဟိုပုံမှန်လို့ထည့်လို့မရအောင်ဆွဲထည့်မှရောက်တာစောစောကကျွန်တော်တို့ zip file တွေ download ဆွဲခဲ့တယ် code တွေ download ဆွဲခဲ့တဲ့ဟာကိုဒီ project ထဲကိုဆွဲထည့်လိုက်ပါzip file ကိုဒီ project file နဲ့မှာ download project file နဲ့မှာ project ထဲမှာပေါ့နော်စောစောက download ဆွဲခဲ့တဲ့ zip file ကိုဆွဲထည့်လိုက်မယ်ဒီလိုစိမ့်လာပြီဆိုရင်ကျွန်တော်တို့ရပြီခဏဆောင်ပြီးတော့နော်ဆွဲထည့်လိုက်သူကဆို auto လွတ်လွတ်နေကျွန်တော်တို့ခဏဆောင်ပြီးဒီလို complete ဖြစ်သွားပြီဆိုရင်ရပြီပြီးရင်ဒီ open production နဲ့သွားမယ်ဝင်လိုက်မယ်ပေါ့နော်ဒါဆိုကျွန်တော်တို့လုပ်ထားတဲ့ website လေးဝင်ကြည့်လို့ရတယ်ကျွန်တော်တို့ဒီ project overview နဲ့ဝင်လိုက်ပါပြီးရင် quiz app ကိုနှိပ်ရမယ်နော်quiz app ကိုနှိပ်ပါဒီနေရာမှာ project name ပေါ့နော် project name ပေးလိုက်ပါဒါကျွန်တော်ရဲ့ website လိပ်စာပေါ့နော် link ရပါပြီကိုထည့်ခြင်းနဲ့ကိုယ့်ရဲ့ website နာမည်ပေါ့နော်ထည့်ရမှာဖြစ်ပါတယ်finish quiz app ကိုနှိပ်လိုက်ပါနာမည်ထည့်လို့ finish quiz app ကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့နာမည်ပြောင်းလိုက်ပါတော့စောစောကနာမည်နဲ့မတူတော့ကျွန်တော်ထည့်ထားမြန်မာ track ဆိုပြီးထည့်ထားလိပ်စာ website လိပ်စာလေးရပြီရှာပြီကျွန်တော်ဒီက domain name တွေရောသူ့ဟာသူ auto လွတ်လွတ်သွားတယ်မြန်မာ track ဆိုပြီးလွတ်လွတ်သွားရပြီကျွန်တော်မိတ်ဆွေတို့ကဒီမြန်မာ track မဟုတ်ဘူးเนาะကိုထည့်ခြင်းနဲ့ website လိပ်စာကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့လုပ်ငန်းနာမည်ထည့်ပေါ့เนาะwebsite လိပ်စာကို copy ယူမှကျွန်တော် browser မှာချကြည့်မယ်ဝင်ကြည့်မယ် okay အဆင်ပြေပါတယ်ဒါဒီစင်ရတော့ web ဒီ design ပိုင်းအဆင့်ပဲရှိသေးတယ်ပေါ့နော်ဒါဒီထဲတွေဝင်လို့မရသေးဘူးဝင်ကြည့်လို့မရသေးဘူးကျွန်တော်တို့ဝင်ကြည့်လို့ရအောင်နောက်ဗီဒီယိုမှာဆက်မှာပြသွားမယ်ဒါအရင်ဆုံး design ပိုင်းအဆင့်ပဲရှိသေးတယ်ဒီမှာအဲ့လိုစာရီထည့်လို့ရအောင် customer တွေသုံးလို့ရအောင်ကျွန်တော်တို့လုပ်အောင်မှာဖြစ်ပါတယ်ဒါကတော့ design ပိုင်းပေါ့နော် 3D ကားလေးနဲ့ထည့်ထားတာဖြစ်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ဒီမှာအဲ့လိုလုပ်လို့ရအောင်အထိအောင်ကျွန်တော်ဖန်တီးသွားမယ်ဒီဗီဒီယိုမှာဒီထဲမှာလောလောဆယ်ကျွန်တော်ဒီလောက်ထိတော့စမ်းကြည့်သေးတယ်ဒီ database ထည့်ထားအဲ့လိုလုပ်လို့ရအောင်ပေါ့နော် database စောက်ထားတော့ရှိတယ်စောက်ထားအဲ့လိုလုပ်လို့ဒီ login တွေပါလုပ်လို့ရအောင်ကျွန်တော် database အဆင့်ထိတော့သွားလိုက်တယ်နောက်ထပ်ဓာတ်ပုံတွေ customer တွေ user တွေသုံးလို့ရအောင်အဆင့်ထိကျွန်တော်မလုပ်ရသေးဘူးဒီနေရာမှာကျွန်တော်ဓာတ်ပုံတွေမှာထည့်မယ်ကိုကားပုံသဏ္ဍာန်လေးထည့်ကြည့်မယ်ရတယ်အဆင်ပြေတယ်ဒီအဆင့်ရပါတော့ကျွန်တော်နောက်ဗီဒီယိုဖိုင်မှာပြလိုက်ပါမယ်ဒါအကျဉ်းအနေနဲ့နောက်ဆုံးပြလိုက်တာဖြစ်ပါတယ်